ဆေးပင်ပေါ့နော်ဒါဆိုဆေးလူးတဲ့ဒီတမျက်နှာဆိုတောင်းနှစ်ရတာပေါ့နော်ကျွန်တော်တို့အခုဆိုရင်နည်းနည်းတော့ရှင်းပြရပြီပေါ့နော်လဘာပင်နဲ့မပြက်စီးတဲ့ကြောင်းကျောင်းတို့အတာဆိုရင်လဘာပင်ဒါဆို4ရက်စီးပေါ့အားမလေးတောင်းပေါ့နော်ဒါအပင်ပြက်နေရလို့ပါဟိုဘက်ချမ်းဆိုစီးထွက်တာကျွန်တော်တွေးအပြင်ချမ်းတယ်ကျွန်တော်တွေးရင်နော်အခုဆိုရင်ကျွန်တော်တို့ဗမာပြည်ဒါတဲ့အစီးချက်တယ်တချို့ပိနေစားဖွေးပဲရှိတယ်ကျွန်တော်ဆိုပစ္စလက်ခလောက်လိုက်ကြရတာပေါ့နော်ပြောလို့ရင်လူများပိနေဆိုကိုယ်ပိလို့တဘောထားကြပါနော်ကျွန်တော်ဆိုပစ္စလက်ခလောက်လိုက်ကြည့်တာဆိုဆွေးတော့တယ်8နှစ်လောက်ရှိနေပြီပေါ့နော်အပိနည်းနည်းမှမပြက်သွားဘူးပေါ့နော်ကျွန်တော်ဆိုစီးနဲ့ကန်နဲ့လောက်တယ်ပေါ့နော်ဒါမှဒီတထေးလေးကျစီးကန်ပေးတယ်ပေါ့နော်အပြင်ချန်နေရောက်တော့ကျွန်တော်တို့ကျောင်းဆိုတတရရဖြစ်သွားတော့ပေါ့နော်ဆိုကြည့်လိုက်တို့အပင်ဆိုတနည်းနှလုံးကျန်နေတယ်နော်ဆေးတော့8နှစ်တောင်ရှိပြီဆိုပေါ့နော်ကျောင်းဆိုကျွန်တော်တို့စီးကန်ဆိုတာရှိရင်ကောင်းမှာနော်ကျွန်တော်တို့ဗမာပြည်သားတွေဆိုကြတော့စောက်ရမ်းလောက်တဲ့အကြည့်တွေပြောလို့ရင်တိုင်မမရဘူးပေါ့နော်လူများနိုင်ငံမှာလာလောက်သာချုပ်သေးတော့စိတ်ကောင်းတော့ပြောမဆိုတပည့်တွေမပြောဘူးကျွန်တော်တပည့်တွေတော့ပြက်စီးတော့ပေါ့နော်ကျွန်တော်တွေးတယ်တချို့ပင်ဆိုစောက်ရမ်းလောက်လိုက်တယ်ကျွန်တော်တော်တော်များများချမ်းနေပါတယ်ကျွန်တော်ဆိုတငယ်ချင်းတွေစီတလဲတယ်ကျွန်တော်တွေးနေရတာပေါ့နော်ကျွန်တော်စောက်ရမ်းမလောက်ကြပါနဲ့လို့ကျွန်တော်ညောက်စားလောက်လေကိုအောက်စားလို့တဘောထားကြပါနော်ကျွန်တော်တနေ့ကျရင်ကိုချမ်းလာလာတဲ့တနေ့ကျရင်ကိုတသေးဖြစ်လာတဲ့တနေ့ကျရင်ကိုအောက်စားလူများအဲ့လိုအလွဲတောင်းစားလောက်ရင်ကိုကဘယ်လိုခံစားရအောင်ပေါ့နော်ဟိုပြောမလို့လူများနိုင်ငံမှာလောက်ပြီးတော့ဖဲဝါးနေကြီးပဲလိုက်မူကြီးစေးဝါးတွေကြီးပဲတောင်းပြောလို့ရင်ကိုဘဝကိုဖျက်ဆီးနေကြတာပေါ့နော်ဟိုအမြန်နီးနဲ့မလိုက်နဲ့ပေါ့နော်တော်တော်များများကျွန်တော်တွေးဘူးတယ်အော်ဖဲဝိုင်းနေလိုက်ပြီးတော့လူများပေးနေ2မြောင်း2လိုင်းတွဲ3လိုင်းတွဲတယ်တလိုင်းတွဲလေးချစ်လို့ရပါတယ်တနေ့ကျရင်ကိုချမ်းသာလာတယ်တနေ့ကျရင်အဲ့လိုမျိုးကိုတပည့်တွေစောက်ရမ်းလောက်ရင်ကိုကဘယ်လိုခံစားရမလဲပေါ့နော်ကျောင်းလို့ရင်ညီကိုတို့ရှိုးလိုက်တာဆိုရင်ညီကိုတို့ရှိုးလိုက်အပေနည်းနည်းမှမပြက်သွားစေရဘူးပေါ့နော်သူကစီးကန်ရှိတော့သူစီးကန်ဆိုတာလူဣတန်ဘူးပေါ့နော်စီးကန်ဆိုတာလူဣတန်ဘူးပေါ့နော်ညီကိုတို့လည်းအဲ့လိုမဖြစ်စေချင်ဘူးပေါ့နော်မြောက်စားလက်တန်ဘူးထားကောစားလက်တန်ဘူးထားပေါ့နော်ကောလုံးကျေးဇူးတင်ပါတယ်လို့ဒီလောက်ပါပဲတတ်တလောက်မှတ်တလောက်လေးနဲ့ပြောပြရပြီတော့ပေါ့နော်